တောင်လောင်းနဲ့ဖာကလေးတခါတော့ကရှိန်လို့ခေါ်တဲ့လူငယ်တယောက်ရှိရဲ့သူ့ရဲ့မိဘတွေကချမ်းသာတဲ့သေးကြီးဖြစ်တဲ့အဲ့ဒါကြောင့်လေရှိန်ကလူကြီးသူမတွေကိုလည်းယူသေးရကောင်မှမသိပဲတွေးတဲ့လူတိုင်းကိုမောင်းမဆာဆက်ဆံလေးရှိတဲ့ရှိန်ရေဘယ်တော့မလို့လဲငါပဲတော်နင်းလို့လားငါလို့တော့မဟုတ်ပါဘူးဒီနေ့ကြိုက်ရင်မမေးတော့ပါဘူးအဲ့လိုမှပေါ့နင်ကလိမ့်မှသားပဲနောက်ကငါလာတာတွေ့ဘာမှမမေးနဲ့ငါမေးရင်နင်ဖြေနားလဲလားအေးပါဟာငါမှတ်ထားပါမယ်ဒီနေ့တော့ရှင်သူမိဘတွေကတခြားမျိုးတစ်မျိုးမှာအကျွေးတောင်းခိုင်းလေတဲ့ရှယ်မင်းကိုတခြားမျိုးတစ်မျိုးကငါမိတ်ဆွေတူဦးထံမှာရကြရှိတဲ့ငွေတွေတွားတောင်းခိုင်းမလို့အဲ့ဒါမင်းသွားရမယ်အဖေကတားသွားတောင်းလို့ရပါမလားရှယ်မင်းဘာမှစကားအဖို့တွေမပြောနဲ့တော့ငါပြောထားပြီးသားမင်းသွားကိုသွားရမယ်အဲ့ဒီအခါရှင်ကသူမိဘတွေရဲ့စကားကိုမလို့ဆိုင်ရတဲ့အတွက်အကျွေးတောင်းရထွက်လာခဲ့တယ်ဘယ်သွားမလို့လဲကျုပ်ပဲသွားပေါ့ဗျာမေးမနေပါနဲ့လေးကုန်ပါတယ်အဲ့ဒီအခါအဖိုးကစိတ်ဆိုးသွားတာပေါ့မင်းကစကားပြောတာမောင်းမလွန်းတာပဲလူကြီးသူမကိုလည်းယူသေးရကောင်းမှမသိဘူးမိုင်မဲတဲ့လူတယောက်ဖြစ်တယ်အဲ့ဒါကြောင့်မင်းအခုချိန်ကစားပြီးဖားရကောင်ဖြစ်နေအသွင်ပြောင်းလဲပြီးဒုက္ခလှလှနဲ့ကြုံစီလို့ငါကျင်းစာတိုက်လိုက်တယ်အဖိုးကလည်းကျင်းစာတိုက်ပြီးရှင်ရဲ့နားကနေပြောက်ွယ်သွားလေတော့တယ်မချခင်မှာရှင်ရဲ့ခန္ဓာကိုယ်ဟာတင်းငယ်သွားပြီးနောက်ဆုံးတော့ဖားရကောင်အဖြစ်အသွင်ပြောင်းသွားလေတယ်ငါဖားရကောင်ဖြစ်သွားပြီငါနောက်နာရပါပြီနောက်ကိုလူကြီးဒီမာတွေကိုယူသေးသွားဆက်တမ်းပါမယ်ကျွန်တော်ကိုကူညီပေးကြပါဗျာကျွန်တော်ကူညီပေးကြပါဖားပြကနေလူပြပြန်ပြောင်းပေးနိုင်တဲ့လူပြန်ပြောင်းပေးကြပါဗျာရှင်ရီဟာဖားအဖြစ်အသွင်ပြောင်းသွားပြီးနောက်ကြီးစွာရသွားတာပေါ့တကယ်တော့အဖိုးကတောင်ဆောင်တဲ့အဖိုးဆိုတာကိုတော့ရှင်ဒီအောင်မသိရှာဘူးပေါ့ဒီတော့ဖားကလေးရှင်ရီဟာလူအဖြစ်ပြန်ပြောင်းပေးနိုင်မဲ့သူကိုရှာဖွေရင်တွေးမိလိုက်တယ်ငါကိုလူဖြစ်ပြန်ပြောင်းပေးနိုင်မဲ့သူကိုရှာဖွေမှာပဲဒီတိုင်းဆက်သွားရင်တော့ငါတော့ဖားဘဝနဲ့တည်ရလိမ့်မယ်ဖားလေးရှင်ရီဟာဖားဘွားကနေလူအဖြစ်ပြန်ပြောင်းပေးနိုင်မဲ့သူကိုရှာဖွေလေတော့တယ်ငါကိုတောစက်မှနေတဲ့ဆုံးမကြီးကကူညီနိုင်မယ်ထင်တယ်ဆုံးမကြီးစီသွားပြီးအကူညီတောင်းမှာပဲအဲ့ဒါနဲ့ဖားလေးရှင်ရီတောဆက်ကဆုံးမကြီးစီကိုလာခဲ့လိုက်တယ်နေလာမယ်ဆိုတာငါသိပါရဲ့အဲ့ဒါကြောင့်ငါဒီမှာလက်ဆောင်နေတာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကိုဖားဘွားကနေလူပြန်ဖြစ်အောင်ကူညီပေးပါမင်းကငါဖားဘွားကနေလူပြန်ဖြစ်အောင်တော့ငါမလုပ်ပေးနိုင်ဘူးဘာကြောင့်လဲဆိုတော့တောင်ဆန်းသားအဖိုးကမင်းကိုကျင်းစာတိတ်ထားတာဖြစ်လို့ပဲဒါဆိုကျွန်တော်ကိုကျင်းစာတိုက်လိုက်တာတောင်ဆန်းသားအဖိုးပေါ့အေးဟုတ်တယ်ငါတော့မင်းကိုမကြကူညီနိုင်ဘူးဒါပေမဲ့မော်စီယာတယောက်တော့ရှိတယ်သူကတော့ကိုကြီးပေးနိုင်မယ်လို့တော့ထင်တယ်သူ့စီကိုမေးသွားကြည့်လိုက်ပါဖားဘွားနဲ့နေရမယ့်အတူတူတော့သွားကြည့်လိုက်ရင်မင်းတို့အကျိုးရှိမယ်လို့တော့ငါထင်တယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်သွားပါမယ်လမ်းညွှန်ပေးပါအေးဒါပေမဲ့လမ်းမှာသတိနဲ့သွားပါငါလမ်းညွှန်ပေးလိုက်ပါမယ်ဖားကလေးရှင်ကြီးဟာဆုံးမကြီးလမ်းညွှန်တဲ့အတိုင်းတောတစ်ခုကိုရောက်လာခဲ့တယ်ဟေးငါရှိရောက်လာတဲ့တော်မှန်သမျှကတော့ငါအစပဲငါပိုက်စားနေတာနဲ့အတော်ပဲဒုက္ခပဲငွေကြီးပါလားငါတော့သိပြီထင်တယ်
အဲ့ဒီအခါပြင်းမလို့တော့တဲ့ဖကလေးကိုငွေကြီးကစားမလို့လို့တော့နွေးရှင်ပင်ကြီးကငွေကြီးကိုရုတ်တရက်နဲ့အဝေးကိုရောက်သွားအောင်ရဲလွတ်လိုက်ကြတော့တယ်အဲ့ဒီအခါဖကလေးလည်းအသက်ချမ်းသာရပြီးအဝေးကိုပြေးထွက်သွားလေတော့တယ်ရှိတဲ့နေရာရောက်တော့ဖုံးမိတောင်တစ်ကောင်နဲ့တွေ့ပြန်တဲ့ဖုံးမိတောင်ကလိုက်ကြိုက်တဲ့အခါဟောဆရာတယောက်ကရောက်လာပြီး အခုလိုကျွန်တော်အသက်ကိုကယ်တင်လိုက်တာကျေးဇူးတင်ပါတယ်ဗျာ မင်းငါ့ကိုကျေးဇူးတင်စရာမလိုပါဘူးမင်းမတူလဲဆိုတာလဲငါသိပါတယ်မင်းကိုဖဘွားကနေလူဖြစ်အောင်ငါမကူညီပေးနိုင်တာတော့စိတ်မကောင်းပါဘူးဒါပေမဲ့ကူညီနိုင်မဲ့သူတော့ရှိပါတယ် ဒါဆိုကျွန်တော်ကိုလူပြန်ဖြစ်အောင်ကူညီပေးနိုင်တဲ့သူကဘယ်သူလဲဆိုတာပြောပြပေးပါ အေးမင်းကိုလူပြန်ပြအောင်လုပ်ပေးနိုင်သူကတော့တောင်တောင်နဲ့အဖိုးပဲဖြစ်တယ်သူတီကိုသွားပြီးပြန်တောင်းပန်လိုက်ပါ ဒါဆိုတောင်တန်းတဲ့ဘူးဘာမှရှိလဲဆိုတာလမ်းညွှန်ပေးပါခင်ဗျာ သူ့ကိုသွားမရှာပါနဲ့တရားဝါဒီအပေါ်မှာမေတ္တာစိတ်ထားပြီးကောင်းတဲ့စိတ်ကလေးတွေနဲ့မင်းနေပါဒါဆိုသူနဲ့မင်းပြန်ဆိုရပါလိမ့်မယ် ကျေးဇူးပါဗျာကျွန်တော်စိတ်ကိုပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင်ပြုပြင်နေထိုင်ပါမယ် ဖကလေးလည်းမော်ဆရာထံကနေပြန်လာခဲ့တယ်လက်တနေရရောက်တော့ပြောစိအိုကြီးတစ်ကောင်ကိုတွေ့လေတယ် ဖြစ်နိုင်မယ်ဆိုရင်ငါ့ကိုကူညီပါကွာ ဘာကူညီပေးရမလဲပြောပါကျွန်တော်ကူညီပေးပါမယ် နာမကျန်းဖြစ်ပြီးအစာရည်စားမစားရတာ3ရက်ရှိပါပြီငါ့ကိုရေနည်းငယ်လောက်ခတ်ပြီးတိုက်နိုင်မလား ရပါတယ်ကျွန်တော်ကူညီပေးပါမယ် ဒါနဲ့မင်းကိုကြည့်ရတာဖားတစ်ကောင်နဲ့မတူဘူးလို့ငါခံစားနေမိတယ် ဟုတ်ပါတယ်ကျွန်တော်ကတတဝါဒီပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားနေတဲ့သူပါကျွန်တော်ကတကယ်တော့ဖားတော့ကမဟုတ်ပါဘူးလူတစ်ယောက်ပါလူတွေရဲ့အပေါ်မှာအဆိုးမြင်စိမ့်နဲ့မမသာဆက်ဆံခဲ့လို့တောင်တန်းတဲ့အဖိုးကိုပြစ်ပေးတာကိုခံခဲ့ရတဲ့လူပါကျွန်တော်အမကိုနောင်တရနေပါပြီဗျာကျွန်တော်ရေသွားခတ်ပြီးအသင်ပေးရစိတ်ကိုတိုက်ပါမယ် အေးမင်းရဲ့အကောင်းမြင်စိတ်ကလေးကိုတွေ့ရလို့ငါဝမ်းသာမိပါတယ် အဲ့ဒီအချိန်မှာပြောစိတ်ကနေတောင်ဆောင်တဲ့အဖိုးအဖြစ်ပြောင်းသွားပြီးဖကလေးကိုလူအဖြစ်ပြန်ပြီးလုပ်ပေးလိုက်တော့တာပေါ့ကွယ်နောက်ပြီးတောင်ဆောင်တဲ့အဖိုးကရှန်ရဲ့အကောင်းမြင်လာတဲ့စိတ်ကလေးကိုစွချတဲ့အနေနဲ့ရှိုးတစ်လုံးကိုလည်းပေးလိုက်လေတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ဒီပုံမြင်လေးကိုကြည့်ရှုပြီးလူကြီးစုမားတွေကိုတွေ့ရင်ကြည်ကြည်ပြောဆိုဆက်ဆံပြီးတရားတွေအပေါ်မှာလည်းမောင်လေးတို့ညီမလေးတို့မြတ်တာထားကြပါလို့မမရမင်းကတိုက်တွန်းလိုက်ပါတယ်ကွယ်နောက်ကိုလည်းပုံမြင်အစ်စ်လေးတွေကိုတစ်ဆက်ပေးအောင်မှဖြစ်တဲ့အတွက်ပုံမြင်အစ်စ်လေးတွေတင်တိုင်းတင်းရအောင်လို့ subscribe လေးကိုနှိပ်ထားကြပါနော်ကြည့်ရှုအားပေးကြတဲ့ပြည်သက်ရောက်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်